မင်္ဂလာပါတူဒီပလေးchannel မှာပြန်လည်ကြိုဆိုပါရစေကျွန်တော်တကယ်ကြီးတို့ကိုအရင်တစ်ချိန်ကတူဒီထွေးရှောင်းကျင်တဲ့အချက်9ချက်ကိုကျွန်တော်တကယ်ကြီးတို့ကိုမျှဝေပေးခဲ့ပြီဒီတစ်ချိန်မှာတူဒီကစားမယ်ဆိုရင်ကျွန်တော်ရေရှည်ကစားမယ်ဆိုရင်လှုပ်ဆောင်တဲ့မဖြစ်မနေလှုပ်ဆောင်တဲ့အချက်4ချက်ကိုတကယ်ကြီးတို့ကိုကျွန်တော်ပြန်လည်မျှဝေပေးမှာဖြစ်ပါတယ်နံပါတ်1မိမိကိုယ်တိုင်လေ့လာခြင်းဟုတ်ပါတယ်ကျွန်တော်တို့အနေနဲ့နှလုံးဒီကိုရေရှည်ကစားတော့မယ်ဆိုရင်မိမိကိုယ်တိုင်လေ့လာထားဖို့အရန်ကိုအရေးကြီးပါတယ်ဒီကနေ့တွေ့တဲ့နေရာမှာအကျွမ်းတဝင်မရှိရင်တော့မိမိကိုယ်တိုင်လေ့လာထားတာဖြစ်ပြီးအတွက်အခြားသူတူတင်တဲ့ကဏ္ဍကိုကျွန်တော်တို့အနေနဲ့ထိုးသိမထိုးသိစဉ်းစားချင့်ကျင်ပြီးတော့ကျွန်တော်တို့ထိုးကြည့်ကိုအများကြီးလျှော့ချနိုင်ပါတယ်နံပါတ်2ထိုးကြည့်ပုံမှန်ဖြစ်ချိန်စားထိုးတတ်ခြင်းဒီချက်နှလုံးဒီကိုရေရှည်ကစားမယ်ဆိုရင်တကယ်ကြီးတို့အနေနဲ့အရေးကြီးတဲ့ချက်ဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့မိမိရဲ့ငွေကြီးကိုစီမံခန့်ခွဲရမှာဖြစ်တဲ့အတွက်ကြောင့်ပါ။ကျွန်တော်တို့အနေနဲ့တနေ့ကို1000ကိုထိုးမယ်လို့ limit သတ်မှတ်ထားတယ်ဆိုရင်ဥပမာမနက်ခင်း9000ညနေ9000ကိုသတ်မှတ်ထားရင်မနက်ခင်း9000ကိုထိုးတယ်။ပေါက်တော်ရှိမပေါက်တော်ရှိညနေပိုင်းကိုလည်း9000ပဲပုံမှန်ပဲထိုးရပါမယ်။ဒါမှသာကျွန်တော်တို့အနေနဲ့ရေရှည်မှာအမျက်ထွက်ပေါ်မှာဖြစ်ပါတယ်။မနက်ခင်းပေါက်တဲ့အတွက်ညနေကိုတင်ထိုးမယ်ဆိုရင်မိတ်ဆွေအနေနဲ့အမျက်ပေါ်မှာမဟုတ်ဘူးလို့မနက်ခင်းမပေါက်လို့ညနေပိုင်းကိုမဲပြီးတော့ထိုးမယ်ဆိုရင်လည်းမိတ်ဆွေတို့အမျက်ပေါ်မှာမဟုတ်ပါဘူးမပေါက်ခဲ့ရင်မိတ်ဆွေတို့ဆုံးရှုံးနေတာမျိုးဖြစ်စီမှာပါနံပါတ်3ကလမ်းဖြန့်ပြီးကစားတတ်ခြင်းကျွန်တော်တို့နှလုံးကြီးကိုရေရှည်ကစားမယ်ဆိုရင်ကွက်ကောင်းနှစ်ကွက်ကောင်းဆိုပြီးထိုးနေလို့မရပါဘူးကလမ်းကိုဖြန့်ပြီးကစားတတ်ဖို့လိုရတယ်မိမိကြိုက်နေတဲ့ကလမ်းဟာကြိုက်နေတဲ့ကလမ်းပါပဲဟုတ်ပြီဒီကနန်းကိုကြိုက်နေတတ်တယ်ဆိုရင်ဒီကနန်းအပြင်ကိုဒီကနန်းကလွှဲချော်ခဲ့ရင်ဒုတိယကနန်းဆိုတာထားပါမယ်ဒီဒုတိယကနန်းကလွှဲချော်ခဲ့ရင်တတိယကနန်းဆိုတာထားပါမယ်ဒီနေရာမှာလေထိုးတဲ့ကြီးပမာဏဟာလိုပါသေးတယ်လုံးဝအရင်လိုတတ်မှတ်ထားတဲ့ကနန်းဟာပောက်ခဲ့ရင်မိမိရဲ့ထိုးကြီးတစ်ဝက်သို့မဟုတ်မိမိရဲ့ထိုးကြီးကိုကာမိအောင်ကြီးအနေနဲ့ချိန်ဆထားရပါမယ်မိမိကြိုက်နေတဲ့ကနန်းကိုလည်းမချိမဆန့်ကြီးတင်ပြီးတော့ထိုးမထားသင့်ပါဘူးမိမိနိုင်တဲ့ငွေပမာဏနဲ့ဒါကနန်းကိုဖြန့်ပြီးတော့မိမိရဲ့ငွေကြီးကိုဖြန့်ပြီးတော့ကစားသင့်ပါအမှသာနှလုံးဒီကိုရေရှည်ကစားမယ်ဆိုရင်ကျွန်တော်တို့တွေကဒီနှလုံးဒီမှာရေရှည်ရက်တည်နိုင်မှာဖြစ်ပါတယ်နံပါတ်4ပတ်စံမရှိတဲ့အချိန်အကျွေးထိုးခြင်းနှလုံးဒီကစားတော့မယ်ဆိုရင်အကျွေးထိုးခြင်းကိုလုံးဝရှောင်ကျဉ်တင်ပါတယ်ဘာကြောင့်လဲဆိုဒါငွေကြီးထောင်ချောက်တစ်ခုဖြစ်ပါတယ်ပတ်စံမရှိလို့ချဲထိုးပါတယ်ချဲထိုးရင်ပို့ပြီးတော့ပတ်စံမရှိဖြစ်ပါလိမ့်မယ်မိတ်ဆွေတွေလည်းပတ်စံမရှိရင်ဘာမှမလုပ်ပဲနေလိုက်ပါအလောင်းကားလုပ်ခြင်းကိုလုံးဝရှောင်ကျဉ်တင်ပါတယ်အကျွေးပေါ်အကျွေးထက်ပြီးတော့မိတ်ဆွေတွေနဲ့အမျက်ပေါ်လာမှာမဟုတ်ပါဘူးမိမိထိုးနေရအကျွေးဖြစ်တဲ့အတွက်အကျွေးပေါ်အကျွေးထက်နေပါလိမ့်မယ်အဲ့တော့မိတ်ဆွေအနေနဲ့ငွေကြီးပြည်လေတဲ့အချိန်ခါကျမှသာနှလုံးဒီကိုပြန်ပြီးတော့ကစားတင်ပါလေကျွန်တော်အနေနဲ့ဒီမူလေးချက်ကိုကျွန်တော်လက်ကင်ထားတာဖြစ်တဲ့အတွက်နှလုံးဒီပေါက်ရင်လေကျွန်တော်အနေနဲ့300ငွေကိုငွေရန်ထွက်လာပါတယ်တကယ်လို့မပေါက်ခင်ရင်လေကျွန်တော်ရဲ့စီးပွားရေးကိုတိကျသွားခြင်းမရှိပါဘူးကျွန်တော်ရဲ့မိသားစုရေးလူမှုရေးအခြားတစုံတရာမှကျွန်တော်အနေနဲ့ထိခိုက်သွားခြင်းမရှိပါဘူး။ဘာကြောင့်လဲဆိုတော့ကျွန်တော်ကစားနေတာကျွန်တော်ရဲ့ငွေပုံငွေရန်နဲ့ချိန်ဆပြီးတော့ကစားနေတာဖြစ်တဲ့အတွက်ကြောင့်ပါ။မိတ်ဆွေတို့အနေနဲ့ကျွန်တော်လိုပဲငွေပုံငွေရန်နဲ့ချိန်ဆော့ပြီးတော့ကစားစေချင်ပါ။ဒီဘလူးလေးကိုဆုံးအောင်နားထောင်ပြီးတဲ့အတွက်တကယ်ချင်းတို့အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်။တကယ်ချင်းတို့အနေနဲ့အခုကျွန်တော်ပြောပြတဲ့မူလေးချက်ကိုလိုက်နာပြီးတော့အလောင်းစားအပူပင်မရှိနှလုံးဒီမှာရတဲ့အမျက်လေးနဲ့တစ်ပတ်တစ်လုံးအဝင်ငွေအဖြစ်ရည်တည်နိုင်ပါစေလို့တကယ်ချင်းတို့အားလုံးကိုကျွန်တော်ဆုတောင်းပေးပါတယ်။